ကဘာအသေးငယ်ဆုံးကြက်မျိုးစိတ်ကတော့ဆရမကြက်တွေပါသူတို့ကတပေါင်း900 gram ထက်လဲပိုမလေးပါဘူးဆရမကြက်တွေကမလေးရှားကနေစတင်ပေါက်ဖွာလာတာပါဂျပန်နဲ့မလေးရှားပန်ထန်ကြက်တွေကိုဆက်ထားတဲ့မျိုးစိတ်ပါဆရမကြက်တွေကချစ်စရာကောင်းပြီးလူတွေနဲ့ရင်းနှီးတတ်တဲ့သဘောတဘာဝရှိပါတယ်စူးစမ်းလို့စိတ်လည်းပြင်းပြပြီးရဲရင်းတဲ့သဘောလည်းရှိပါတယ်ဆရမကြက်တွေမှာအယောင်မျိုးမျိုးနဲ့အမွှေးအတောင်ပုံစံမျိုးစုံရှိပါတယ်ချုံးမွေးတဲ့အမွှေးကောက်နေတဲ့အမွှေးပျော့ပြောင်းတဲ့အမွှေးတွေစသဖြင့်အမျိုးမျိုးပါပဲဆရမကြက်တွေကအေးဆေးတည်ငြိမ်ပြီးချစ်စရာကောင်းတဲ့သဘောတဘာဝရှိပါတယ်လူတွေနဲ့အတူနေရတာကိုသဘောကျတတ်ပါတယ်ဆရမကြက်တွေကအတန်ကြဲကြဲနဲ့စကားပြောတတ်ပြီးသူတို့ရဲ့ပိုင်ရှင်တွေနဲ့မကြာခဏစကားပြောတတ်ပါတယ်ဆရမကြက်တွေကကြက်ပြပွဲတွေမှာလူကြိုက်များပါတယ်သူတို့ရဲ့အတွင်ပြင်တင်မကပဲစိတ်နေသဘောထားကိုပါအကဲဖြတ်ခံရပါတယ်ဆရမကြက်တွေကအိမ်မွေးတိရစ္ဆာန်ဖြစ်အိမ်တွင်းအိမ်ပြင်နေရာမရွေးမွေးထားလို့ကောင်းပါတယ်ဆရမကြက်တွေကကြီးထွားမြန်တဲ့မျိုးစိတ်ဖြစ်ပြီး၃ပတ်အတွင်းအမွှေးအတောင်တွေပြည့်ပြည့်စုံစုံဖြစ်လာပါတယ်ဆရမကြက်တွေက3လမှ4လအတွင်းဥဖို့စတင်နိုင်ပါတယ်